Okay ကျွန်တော်အခုရောက်ရှိနေတာတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ Central World တတိယရက်မှာဖွင့်လှစ်ထားတဲ့ supplement counter တစ်ခုရောက်ရှိနေပါတော့ဒီမှာအဓိကပြောချင်တာကတော့ကျွန်တော်တို့စီမှာရှိတဲ့ supplement တွေနဲ့ဒီက supplement တွေဈေးနှုန်းလေးတွေပေါ့သူတို့ရဲ့ထိုင်းနိုင်ငံဈေးကွက်နဲ့ကျွန်တော်တို့ဈေးကွက်ကဘယ်လောက်ထိများကွာခြားနေလဲကျွန်တော်တို့မြန်မာနိုင်ငံကဘယ်လောက်ထိအဆင့်မြင့်နေလဲဆိုတော့ကျွန်တော်တို့တစ်ချက်ဒီဗီဒီယိုလေးမှာပြောပြပေးပါမယ်အဲ့တော့ပထမဆုံးပြောချင်တာကတော့ဒီထဲမှာတော့ BSN ကတော့မြန်မာနိုင်ငံဈေးကွက်ထဲဝင်တယ်ပေါ့နော် BSN မှာဆိုရင်ဒီကောင်က2699ဘတ်နဲ့ရမယ်ပေါ့အဲ့တော့2699ဆို3သိန်းကျော်မယ်ဗျ3သိန်းကျော်ဆိုတော့ကျွန်တော်တို့ရောင်းခဲ့နောက်ဆုံးရောင်းခဲ့တဲ့အနေထား2သိန်းကျော်လောက်နဲ့ရောင်းခဲ့ရဆိုတော့ဒါကဈေးကတော့မြန်မာနိုင်ငံမှာတင့်တယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်ကျန် BAM Ultra Max ပေါ့ BAM Ultra Max ဆိုရင်ဒီကောင်ဆိုရင်ရေးထားတာက2900ကျော်2800ရေးထားတယ်အဲ့တော့ရှော့ဈေးနဲ့ပေါ့အဲ့တော့အမှရေးထားတဲ့ပုံစံအရဆို2800ဆိုရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံဒီနေ့ပေါက်ဈေးနဲ့တွက်မယ်ဆိုရင်တော့3,6000ကျော်ပေါ့နော်ကျွန်တော်တို့စီမှာရောင်းနေတာ3,9000ကျော်အဲ့တော့တည်ယူဈေးတွေပိုင်းနဲ့ဆိုရင်တော့ဈေးကတော့အတူတူလောက်ပဲလို့ပြောလို့ရမယ်ပြီးရင်နောက်တစ်ခုကကျတော့ Dermatize ပဲ ISO ဆိုရင်3500ပေါ့နော်3500ဆိုရင်တော့4သိန်းကျော်လေ4သိန်းကျော်လောက်ရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့နိုင်ငံဈေးကွက်နဲ့ဆိုရင်လည်းဈေးအနေထားနဲ့ဆိုရင်လည်းအတူတူလောက်ပါပဲနောက်တစ်ခုပြောစရာရှိရတော့ on isolate ပေါ့ on isolate ဆိုရင်ဒီမှာက3900နဲ့ရောင်းနေပေါ့နော်3900နဲ့ရောင်းနေတယ်ကျွန်တော်တို့စီမှာရောင်းတာက4,8000ခွဲနဲ့ရောင်းနေဆိုတော့ကျွန်တော်တို့ကတော့ဈေးတက်တာလို့တော့ပြောလို့ရမှာဗျဒီကောင်က3900ဆိုရင်ဈေးနေထားက8000ခွဲရောက်နေပေါ့နော်အဲ့တော့တယူဈေးတွေပါနေဆိုရင်တော့9သိန်းအထက်မှာဖြစ်သွားမယ်အဲ့တော့ကျွန်တော်တို့နိုင်ငံဈေးကွက်အနေထားကလည်းတော်တော်လေးကိုအဆင့်မီရလို့ပြောလို့ရပါမယ်ဒီ protein လောကမှာပေါ့နော်အဲ့တော့ဒါလေးတွေကတော့ကျွန်တော်အခုလက်ရှိတွားနေတဲ့အချိန်မှာတွေးလိုက်ရတဲ့ showroom ကောင်တာလေးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်